ကဘာပြက်ကွက်သွားတဲ့အနာဂတ်မှာသူ့အခန်းထဲကမီးတွေလင်းလာတာနဲ့မဲလနီတယောက်နိုးလာပြီးကြောင်းသွားဖို့ပြင်ဆင်တော့တယ်စစ်သား2ယောက်အခန်းထဲဝင်လာတဲ့ခသားတွေကတော့သူ့ကိုဘီတက်ကလတ်ထိုင်မှာအသေးချာတုံနှောင်ဖို့ပဲအာရုံရှိကြတယ်ပြီးတော့သူ့ကိုစင်ကြံလန်းအတိုင်းတွန်းထုတ်သွားကြတာပေါ့စာသင်ခန်းထဲရောက်တော့မဲလနီနဲ့တခြားကလေးတွေကိုတတ်မှတ်ထားတဲ့နံပါတ်စင်တွေအတိုင်းနေရာချထားတယ်မဲလနီကဆီယာမမစ္စဂျက်စတီနိုမစ္စဂျက်စတနောက်ကိုပုံမြင်တစ်ပုတ်လောက်ပြောပြဖို့တောင်းဆိုခဲ့တယ်တမိုင်းသင်ခန်းစာဖြစ်အောင်ဒန်နာရီပုံမြင်တစ်ပုတ်ဖတ်ပြဖို့သူကအကြံပြုလိုက်တာပါအခန်းထဲပြန်ပို့တဲ့အခါစစ်သား2ယောက်ကမဲလနီကို good night တောင်ပြန်မပြောဘဲတင်းမာနေကြတယ်သူဟာပိုးကောင်တွေပါတဲ့အစာကိုစားရင်အိပ်ပျော်သွားခဲ့တယ်နောက်နေ့မှာတော့ဒေါက်တာကော့ဝဲဒေါက်တာခေါဝဲမဲနီစီရောက်လာတဲ့မဲလနီကဒေါက်တာပေးထားတဲ့ပဟေလီကိုအဖြေထုတ်နိုင်ခဲ့လို့ဒေါက်တာကနောက်ထပ်ယုတ်တိဗေဒဆိုင်ရာပဟေလီအသစ်တစ်ခုထပ်ပေးခဲ့ပြန်တယ်ခဏကြာမှတော့စစ်သားတွေကသူ့ကိုကြောင်းသွားဖို့လာခေါ်ကြတယ်နံပါတ်စင်တက်ထားတဲ့အခန်းတွေကိုဖျက်သွားတဲ့အခါနံပါတ်13အခန်းပွင့်မလာတာကိုမဲလနီတတိထားမိလိုက်တယ်စာသင်ခန်းထဲမှာလည်းအဲ့ဒီနံပါတ်နေရာကလွတ်နေတာကိုတွေ့လိုက်ရတယ်ဒီနေ့ဆီယာမကသူတို့ကိုစာစီစာကုန်းရေးခိုင်းတယ်မဲလနီကသူ့မှတ်စုစာအုပ်ထဲမှာတခြားကလေးတွေထက်ပိုရှည်တဲ့ဇလန်းတစ်ပုဒ်ကိုရေးသားခဲ့ပြီးဆီယာမကိုအမြန်ပဲလက်ထောင်ပြခဲ့တယ်အဲ့ဒီစာထဲမှာသူကကိုကဲတင်ရှင်သူ့ရဲကောင်းတစ်ယောက်အဖြစ်ပုံဖော်ရေးသားထားတာပါဇလန်းကိုဖတ်ပြီးစိတ်လှုပ်ရှားသွားတဲ့ဆီယာမကမဲလနီကိုတွားရောက်ထိတွေ့ဖို့ကြိုးစားတဲ့အချိန်မှာတက်ချက်ကြီးပတ် Sergeant Parks ကအခန်းထဲဝန်းခန်းထဲဝင်လာပြီးကလေးတွေကိုထိတွေ့ခွင့်မရှိဘူးလို့အော်ဟစ်တာမြင့်လိုက်တယ်သူကကလေးတစ်ယောက်နားသွားပြီးသူ့လက်မောင်းကိုလိတ်တင်ကကပ်ပြလိုက်တဲ့အခါကလေးကသူ့အသားနှံကိုရပြီးချက်ချင်းပဲတရဝဆိုးတကောင်လိုရံမူလာပါတော့တယ်ကျောင်းဆင်းလို့အခန်းပြန်ရောက်တဲ့အခါမဲလနီကတက်ချက်ကြီးကိုရန်ဆက်ကားပြောလိုက်လို့တက်ချက်ကြီးကသူ့ကိုတုံနှောင်ထားတဲ့ကျိုးတွေကိုမဖြုတ်ပေးပဲထွက်သွားခဲ့တယ်ဒါပေမဲ့ခဏနေတော့ပြန်ဝင်လာပြီးကျိုးတွေကိုဖြုတ်ပေးနေတော့မှပဲမဲလနီကတခြားကလေးတွေလိုပဲပြောင်းလဲသွားတော့မဲ့အရေးအယောင်တွေပြလာတယ်မဲလနီလုံးဝအသွင်မပြောင်းခင်မှာပဲဆီယာမကိုအပြင်ထွက်သွားဖို့တတိပေးလိုက်ရတယ်တက်ချက်ကြီးကနောက်ထပ်နံပါတ်တစ်ခုထပ်မေးတဲ့အခါမဲလနီကသူ့အခန်းနံပါတ်ဖြစ်တဲ့4လို့ပဲဖြေခဲ့တယ်နောက်တနေ့မနက်မှာတော့တနတ်တန်တွေစူညံနေပြီးစစ်သားတွေကချန်စီယိုဘက်ကိုပြစ်ခတ်နေကြတဲ့တက်ချက်ကြီးကမဲလနီကိုတက်ခွဲခန်းနဲ့အမြန်ခေါ်သွားတယ်အဲ့ဒီမှာဒေါက်တာကော့ဝဲကစောင့်နေတာပါဒေါက်တာကရှိုရင်းကြရဲ့အကြောင်းစတိုဒင်မျိုးဆက်အကြောင်းမေးခဲ့တယ်အဲ့ဒီအကြောင်းဟာမဲလနီလိုပဲတေးနေတယ်လို့ရှင်းနေတယ်လို့အခြေအနေမျိုးပေါ်ပြီးတော့ဒေါက်တာကမဲလနီကိုစေးထိုးပြီးမေးသွားအောင်လုပ်လိုက်တယ်သူတို့ကမဲလနီကိုခွဲစိတ်ဖို့ပြင်ဆင်နေတော့မှဆီယာမဂျက်စတီနိုပြေးဝင်လာပြီးတားဆီးခဲ့တယ်ဒါပေမဲ့ဒေါက်တာကမဲလနီကိုခွဲစိတ်ရတာဟာတာမန်မဟုတ်ပဲကာကွယ်ဆေးရဖို့အတွက်အရင်မြစ်အဖြစ်အသုံးပြုမှာဖြစ်ကြောင်းရှင်းပြခဲ့တယ်အဲ့ဒီအချိန်မှာပဲအချက်ပေးတန်တွေမြည်လာပြီးစမ်းပြီးဇာမီတကောင်တက်ခွဲခန်းနဲ့ကျိုးပေါက်ဝင်ရောက်လာကဒေါက်တာကိုကိုက်ပစ်လိုက်တယ်တက်ခွဲခန်းထဲမှာပယံပါတာတွေဖြစ်ကုန်ပြီးမဲလနီကတော့ခွဲစိတ်သားကိုယူကာသူ့ဘာသာကျိုးတွေကိုဖျက်ပြီးလွတ်မြောက်သွားခဲ့တယ်အပြင်မှာတော့စခန်းတစ်ခုလုံးပျက်စီးနေပြီးစစ်သားတွေကဆီယာမဂျက်စတီနိုကိုဝိုင်းရိုက်နေတာတွေ့တဲ့အခါမဲလနီဒေါသထွက်ပြီးစစ်သားတွေကိုကိုက်တက်ပစ်လိုက်တယ်ပြီးတော့သူလည်းသတိလစ်သွားခဲ့တယ်ဆီယာမနိုးလာတဲ့အခါဘေးမှာမဲလနီကိုတွေ့ပြီးသူ့ကိုစစ်ကားပေါ်တင်ကစခန်းကနေမောင်းထွက်လာခဲ့ကြတယ်ဇမ်ဘီအုပ်ကြီးကသူတို့နောက်ကလိုက်လာပေမဲ့ကားကလွတ်အောင်မောင်းနိုင်ခဲ့တယ်လမ်းကူးလက်မှာကားရက်ပြီးမဲလနီကိုအပြင်ထွက်ခွင့်ပေးလိုက်တဲ့အခါဒေါက်တာကဒါဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းအော်ဟစ်ပြောဆိုနေပါတော့တယ်သူတို့ဟာကားထဲမှာရိတ်ခါရှိမလားဆိုပြီးရှာဖွေကြည့်ကြပေမဲ့အစားအစာနဲ့ရေကိုမတွေ့ပဲဇွန်ဘီတွေကိုဖမ်းဆီးရမှာတုံးတဲ့မျက်နှာဖုံးတစ်ခုကိုပဲတွေ့ခဲ့ကြတယ်တက်ချက်ကြီးကတော့အားလုံးဟာဘီကန်စခန်းကိုပြန်သွားကြပြီလို့ယူဆပြီးတောင်ဘက်ကိုသွားဖို့အစီအစဉ်ဆွဲလိုက်တယ်မုံငန်းလေးကိုတော့ကားရဲ့တနက်ပြစ်တဲ့ခုံမှာကျိုးတုံမျက်နှာဖုံးဆွပြီးထားခဲ့ကြတယ်သူတို့သွားရလမ်းမှာဇွန်ဘီတချို့နဲ့တိုးပြီးပြစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်အဲ့ဒီတိုက်ပွဲမှာစစ်သားတယောက်အကိုက်ခံလိုက်ရတဲ့အတွက် Parks ကသူ့ဇွန်ဘီအဖြစ်ပြောင်းမပြောင်းခဏစောင့်ကြည့်နေခဲ့တယ်တကယ်လဲပြောင်းလဲလာရော Parks ကသူ့ကိုပြစ်တက်လိုက်ပြီးကားတကားတွေကိုပိတ်လိုက်တယ်အဲ့ဒီနောက် Justin ကမုံငန်းလေးကိုကားထဲခေါ်လာတာကိုသူသိသွားတယ်ခုတ်တော့ကတော့ဇွန်ဘီတွေအကြောင်းရှင်းပြနေတော့မှပဲကားကပြက်နေပြီဖြစ်တဲ့အတွက်လန်ဒန်မြို့ထဲကနေခြေချင်းဖြတ်သွားရမယ်ဆိုတာသဘောပေါက်သွားကြတယ်အဲ့ဒီလမ်းကပိုမြန်ပေမဲ့ပိုပြီးတော့အန္တရာယ်များပါတယ်Parks နဲ့ Khan တို့ဟာသူတို့ဖြတ်ရမယ့်လမ်းကြောင်းကိုအပေါ်စီးကနေအကဲခတ်ကြည့်တဲ့အခါဇွန်ဘီတွေပြည့်နေနေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်သူတို့အဖွဲ့ဟာမြို့ထဲကိုရောက်တဲ့အခါအိပ်ပျော်နေတဲ့ဇွန်ဘီအုပ်ကြီးကြားထဲကနေမနိုးအောင်တတိထားပြီးဖျက်လျှောက်ခဲ့ကြတယ်ဒါပေမဲ့လမ်းပိတ်နေတဲ့နေရာတစ်ခုအရောက်မှာဇွန်ဘီမိခင်တယောက်ကကလေးတွန်းလဲတစည်းကိုသူတို့စီတွန်းပို့လိုက်တဲ့ခုတ်တို့ကအနားသွားကြည့်တဲ့အခါလှဲထဲမှာလှုပ်ရှားနေတာတွေ့လို့စစ်ဆေးကြည့်လို့မှကြွက်တကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်သူမလန့်အော်လိုက်တဲ့အတန်ကြောင့်ဇွန်ဘီမိခင်နိုးလာပြီးတခြားဇွန်ဘီတွေပါနိုးကုန်ကြပါတော့တယ်သူတို့အဖွဲ့ဟာအသေးအတန်ထွက်ပြေးကြရင်စွန့်ပစ်ထားတဲ့ဆေးရုံတစ်ခုကိုတွေ့ပြီးအပေါ်ထက်ကိုတက်ပြေးခဲ့ကြလို့ဘေးကင်းသွားခဲ့တယ်အဲ့ဒီမှာတယောက်တည်းကြံခဲ့ချိန်မှာမန်လနီကသူမဘယ်ကလာတယ်လဲလို့မေးတဲ့အခါဒေါက်တာကရှင်းပြတယ်မန်လနီတို့လိုကလေးတွေကိုဆေးရုံကတားဖွားဆောင်မှာတွေ့ခဲ့တာဖြစ်ပြီးကူးစက်ကိုဟာအချင်းကတဆင့်ကလေးတွေရဲ့ခန္ဓာကိုယ်ထဲရောက်သွားတာလို့ပြောပြတယ်သူတို့ဟာတခြားဇွန်ဘီတွေနဲ့မတူပဲလူတွေလိုပဲစဉ်းစားတွေးခေါ်နိုင်စွမ်းရှိကြတယ်လို့ဆိုပါတယ်အဲ့ဒီညမှာ Parks နဲ့ Justin တို့မန်လနီအကြောင်းစကားပြောဖြစ်ကြပြီးမန်လနီက Justin ကိုချစ်တဲ့အကြောင်းပြောပြခဲ့တယ်နောက်နေ့မနက်မှာဆေးရုံရှိမှာဇွန်ဘီတွေပို့စုယုံနေတာကိုတွေ့ရတယ်ထွက်ပေါက်မရှိဖြစ်နေတော့မွန်နီကအကြံတစ်ခုထုတ်လိုက်တယ်ဇွန်ဘီတွေကသူမကိုအန္တရာယ်မပြုတဲ့အတွက်အပြင်ထွက်ပြီးဇွန်ဘီတွေကိုတခြားစီလွှဲထုတ်ပေးမယ်လို့ဆိုတယ်တခြားနည်းလမ်းမရှိတဲ့အတွက်အားလုံးကသဘောတူလိုက်ကြတယ်မွန်နီကအဝိစားသစ်တွေလဲလှယ်ပြီးအပြင်ထွက်သွားတဲ့အခါဇွန်ဘီတွေကြားထဲအေးဆေးဆေးဖြတ်သွားနိုင်ခဲ့တယ်လမ်းမှာကြောင်တကောင်ကိုတွေ့တော့ဖမ်းဆီးပြီးအစိမ့်လိုက်စားပစ်လိုက်တယ်အဲ့ဒီနောက်အိမ်တအိမ်ထဲကခွေးလေးတစ်ကောင်ကိုရှာတွေ့ပြီးအဲ့ဒီခွေးကိုအစာဖြစ်သုံးပြီးဇွန်ဘီတွေကိုဆေးရုံနဲ့ဝေးရာကိုညှားခေါ်သွားပေးခဲ့တယ်သူတို့ခီးဆက်ကြတဲ့အခါလမ်းမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့ဇွန်ဘီအလောင်းတွေပေါ်ကနေမှုဖန်ဂတ်စ်တွေပေါက်နေတာပဲဖြစ်ပါတယ်ဒေါက်တာကဒါဟာမှုတွေရဲ့နောက်ထပ်မျိုးပွားတဲ့အဆင့်တစ်ခုဖြစ်မယ်လို့ယူဆတဲ့မျိုးတွေကိုပိုနက်နက်ဝင်သွားတဲ့အခါအလောင်းပုံကြီးတွေကနေမှုပင်ကြီးတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်လဲလမ်းပေါ်မှာရှောက်သွားနေတဲ့ဇွန်ဘီတွေမရှိတော့တာလို့ခုံးဘောကတွေးမိသွားတဲ့ဇွန်ဘီတွေဟာရင့်ကျက်တဲ့မှုအဆင့်ကိုရောက်သွားပြီးတစ်ကမ္ဘာလုံးကိုဝုံမုံကူပြန့်နှံ့စေတော့မှာဖြစ်ပါတယ်
Parks ကကားအင်ဂျင်နဲ့ရေဒီယိုကိုစမ်းကြည့်ပေမဲ့ဘာအကြောင်းပြန်ချက်မှမရခဲ့ဘူး။ Melanie ကတော့အစာရှာထွက်ရင်းစာအုပ်ဆိုင်တစ်ခုထဲမှာသူမတို့လိုပဲအချင်းချင်းအတန်ပေးဆက်သွယ်နေကြတဲ့ကလေးတစ်အုပ်ကိုတွေ့သွားတယ်။အဲ့ဒီအချိန်မှာကလေးတစ်ယောက်ကတစ်ခုခုရဲ့အနံ့ကိုရသွားပြီးကျန်တဲ့ကလေးတွေပါသူ့နောက်ကိုလိုက်သွားကြတယ်။တစ်ဖက်မှာလည်း Coldwell ကသူ့မမှာသွေးစိတ်တက်နေပြီဆိုတာသိလိုက်ရပြီး Melanie ကိုဘယ်လိုအသုံးချရမလဲဆိုတာပြန်စဉ်းစားနေပြန်တယ်။ Melanie ပြန်ရောက်လာပြီးအပြင်မှာကလေးတွေကိုတွေ့ခဲ့တဲ့အကြောင်းပြောပြလမ်းပေါ်မှာတွေ့တဲ့အစားအစာဘူးတွေကိုတပူပြီးတပူဖွင့်တောက်ရင်းရှောက်လာခဲ့ရာကနေဆိုင်တစ်ဆိုင်ကိုတွေ့သွားပါတယ်။ဆိုင်တကားရှားတော့အောက်ကနေတွားသွားပြီးအထဲကိုခိုးဝင်ခဲ့ပါတယ်။အထဲရောက်တော့အစာတွေစားညဉ့်ညမ်းမဂဇင်းတွေကိုလှန်တော့ကြည့်နေတော့မှပဲသူ့နောက်မှာမိန်းကလေးငယ်တစ်ယောက်ရုတ်တရက်ပေါ်လာလို့တူးလန့်သွားပါတယ်။အဲ့ဒီကလေးမလေးကသူ့ကိုဆိုင်ရဲ့တစ်သားတန်းတွေကြားထဲရောက်အောင်မြားခေါ်သွားပြီးခဏအကြာမှာတော့နောက်ထပ်ကလေးတွေအများကြီးထွက်လာကြပါတယ်။သူတို့ခေါင်းဆောင်ရောက်လာတဲ့အချိန်မှာအုံစုပြီး Karen ကိုဝိုင်းတိုက်ခိုက်ကြပါတော့တယ်။တစ်ဖက်မှာလည်း Melanie ဟာ Parks နဲ့ Justin တို့ကိုဦးဆောင်ပြီးသူ့စီကိုလိုက်လာပါတယ်။တခြားကလေးတွေလိုပဲ Melanie ကလည်းသူ့ရဲ့အနံ့ကိုခံနိုင်ရရှိပါတယ်။သူတို့ဆိုင်ထဲကိုရောက်သွားတဲ့အချိန်မှာတော့တဝက်တစ်ပြက်အစားခံထားရတဲ့ Karen ရဲ့အလောင်းကိုပဲတွေ့လိုက်ရပါတော့သူတို့အပြင်ထွက်ကြည့်လိုက်တဲ့အခါကလေးတစ်အုပ်လုံးကအပြင်မှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်။ Melanie ကကလေးခေါင်းဆောင်ကိုစိန်ခေါ်ပြီးတိုက်ခိုက်ပါတော့တယ်။ Melanie ကသူဟာအတန်မာဆုံးဆိုတာကိုတက်တည်ပြတဲ့အနေနဲ့ခေါင်းဆောင်ကိုတက်ပစ်လိုက်ပြီး Parks နဲ့ Justin တို့ကိုဘေးကင်းရာကိုပြန်ခေါ်လာခဲ့ပါတယ်။သူတို့ဓာတ်ခွဲခန်းကိုပြန်ရောက်တဲ့အခါတကားပွင့်နေတာကိုတွေ့လိုက်ရပြီးအထက်ဝင်ချင်းမှာပဲ Caldwell ကသူတို့ကိုမေးစေးတန်းငွေနဲ့ဖြန်းလိုက်ပါတယ်။ Caldwell ကခွဲစိတ်မှုလုပ်ဖို့ Melanie ကိုစပွဲပေါ်ဆွဲတင်ပေးမယ်။သူမရဲ့လက်ကအရမ်းနာကျင်နေတာကြောင့်ခဏရပ်ပြီးလက်ကိုပြန်ပြုပြင်နေရပါတယ်။သူမလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ Melanie ကသတိပြန်ရနေပြီးနိုးကြနေပါပြီ။သူတို့နှစ်ယောက်စကားပြောကြရင်း Caldwell ကကာကွယ်ဆေးရဖို့အတွက် Melanie ကိုနားချပါတယ်။ Melanie ကသဘောတူလူနီးပါးဖြစ်ပေမဲ့မေးခွန်းတစ်ခုမေးလိုက်ပါတယ်။ရှင်တို့ကိုကယ်ဖို့အတွက်ဘာလို့ကျမတို့ကအသေးခံရမှာလဲလို့မေးပြီးဓာတ်ခွဲခန်းထဲကနေထွက်ပြေးသွားပါတယ်။ Caldwell ကတနက်လည်းမပါကာကွယ်ရေးပစ္စည်းလည်းမပါပဲနောက်ကနေလိုက်လာခဲ့ပေမဲ့အပြင်ရောက်တာနဲ့ဇွန်ဘီကလေးတွေရဲ့ဝိုင်းအောင်တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီနောက် Melanie ဟာအရင်ကတွေ့ခဲ့တဲ့မှုပင်ကြီးစီကိုတွားပြီးမျိုးစိတ် spores တွေပြန့်နှံ့သွားအောင်မီးရှို့လိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲ Parks ကသူ့မနောက်ကိုလိုက်လာခဲ့တာကြောင့်မှုပိုးတွေကူးစက်ခံလိုက်ရပါတယ်။ Parks ကဇွန်ဘီမဖြစ်ခင်မှာသူ့ကိုပြစ်တက်ပေးဖို့ Melanie ကိုတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ Justin တစ်ယောက်မှုပိုးတွေရန်ကနေလုံခြုံတဲ့ဓာတ်ခွဲခန်းထဲမှာနိုးလာပါတယ်။ရုပ်ရှင်ရဲ့ဇာတ်သိမ်းပိုင်းမှာတော့ Melanie က Justin ကိုနိုးလိုက်ပြီးဇွန်ဘီကလေးတွေကိုစာတင်ပေးဖို့ခေါ်သွားပါတယ်။အခုဆိုရင် Melanie ကသူတို့ရဲ့ခေါင်းဆောင်ဖြစ်နေပါပြီ။ကလေးအားလုံးဟာဓာတ်ခွဲခန်းမှန်ပြတင်းပေါက်ရဲ့တစ်ဖက်ခြမ်းမှာထိုင်ပြီး Justin ရဲ့စာတင်ကြားမှုကိုစိတ်ဝင်စားနားထောင်နေကြပါတော့တယ်။ဒီဇတ်လမ်းလေးကတော့ဒါပါပဲစိတ်ဝင်စားစရာဇတ်လမ်းအချင်းချုပ်တွေကိုအမြဲတမ်းတင်ဆက်ပြသပေးနေပါတယ်။ Movie recaps